ဒီနေ့ခေတ်မှာဖုန်းတစ်လုံးရှိုံနဲ့မလုံလောက်တော့ဘူးရေးပေါ်အခြေအနေတွေကြီးသွားတဲ့ခါမျိုးတွေမှာကုတ်အိတ်ကက်ထဲမှာဒါမှမဟုတ်တော့ချိန်မှာအမြဲဆောင်ထားတဲ့အိတ်ဆောင်လက်ဆောင်လေးတစ်ခုအကြောင်းပြောပြခြင်းတယ်ဒါကတော့လူတိုင်းကြိုက်ကြတဲ့ mini COB rechargeable light လေးပဲလက်တဝါးစာတော့မရှိတဲ့ဒီပစ္စည်းလေးကဘာတွေလုံနိုင်လဲဆိုတာကြည့်လိုက်အောင်ပထမဆုံးသူ့ရဲ့လင်းအားပါ COB နီးပညာကိုသုံးထားလို့သေးသေးလေးနဲ့အလင်းအားကတော်တော်လေးပြင်းပါတယ်ညဘက်မီးပြတ်တဲ့ခါမျိုးကားဆက်ပစ္စည်းတွေစစ်ဆေးတဲ့အခါဒါမှမဟုတ်ညဘက်လမ်းလျှောက်တဲ့အခါမျိုးမှာရမ်းသုံးဝင်ပါတယ်သူ့မှာမီးအလင်းအမှောင် level တွေကိုလိုချိန်ညှိလို့ရသေးတယ်ဒီဇိုင်းကလည်းတော့ကြိတ်ပုံစံဆိုတော့အိတ်ထဲမှာပဲဖြစ်ဖြစ်ဘောင်းမိပါပဲဖြစ်ဖြစ်ချိတ်ရမ်းပေါ်ပါပြီးတဲရလွယ်ကူစီတယ်ဒီပစ္စည်းလေးရဲ့ထူးခြားချက်ကမီးလင်းရုံနေမဟုတ်ဘူးသူ့မှာဘူးဖွင့်လန်း button opener ပါဝင်တဲ့အတွက်တကယ်ချင်းနေနဲ့အော်တိုကမ်မင်းထွက်တဲ့ကအေးဘူးဘီယာဘူးတွေကိုအလွယ်တကူပွင့်လို့ရတယ်နောက်ပြီးသူ့ရဲ့ကြောမှာလည်းတန်လိုက်ပါတဲ့အတွက်ကားဘောနဲ့ဓာတ်မို့တန်တဲ့ပစ္စည်းတွေမှာကတ်ထားပြီးလက်လွတ်စပယ်အလုံးလုပ်လို့ရပါတယ်အနောက်မှာ kickstand လေးကိုလည်း 180 degree လှည့်လို့ရလို့ဝဲပေါ်မှာထောင်ထားပြီးမီးအိမ်လေးလိုလည်းသုံးလို့ရပါတယ်အားတွင်းဖို့အတွက်လည်း type C port နဲ့ဖြစ်လို့ဖုန်းအားတွင်းကျိုးနဲ့အလွယ်တကူတွင်းလို့ရပါတယ်မိုးဖွဲလေးရာရင်အောင်ခံနိုင်ရှိတဲ့ waterproof skin လည်းပါဝင်ပါတယ်ကဲဒီလောက်သုံးဝင်တဲ့ gadget လေးကိုကိုယ့်ရဲ့နေ့စဉ်တုံးပစ္စည်းစင်းထဲမှာထည့်ထားတင်ပါတယ်စိတ်ဝင်စားလို့ margin ဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်မီဆက်တွေမှနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ